The DC Lord family, welcome back to my channel. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့ vlog မဟုတ်ပါဘူး baby ကျွတ်ကျွတ်ရဲ့စိတ်ကန့်တော့ပြတဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်သူကလွန်ခဲ့တဲ့2ရက်က finger injury ဖြစ်ထားတဲ့အတွက်ဒီနေ့မှာတော့ဆေးရုံကြီးမှာစိတ်ကန့်တော့ပြမှာပဲဖြစ်ပါတယ်ခလေးဆေးရုံမှာစိတ်ကန့်တော့ပြတဲ့အခါနည်းနည်းကြာတဲ့အတွက်ကျမတို့မနက်စောစောစီစီ breakfast ဝင်စားတာပဲဖြစ်ပါတယ်ရှင်သူ့ကိုကတော့ကြောင်းသွားတယ်သူ့အမကတော့သူ့ဦးလေးတွေအိမ်မှာကြံနေခဲ့ပါတယ်Ruby good now, Ruby. Good. Cô xin đừng xả ra bóng chung. Em chuẩn bị em đóng một lỗi. Đâu rồi? Ai đi ra thì bảo không biết ai đi bàn mà. Không có bàn nào mà. Chết em lâu không rồi đó ဒါကတော့ဆေးရုံရောက်ရောက်ချင်းလူနာကပဲများနေတာပဲဖြစ်ပါတယ်ရှင် Is that like coffee or hot water? No, it's
ဒါကတော့သူထိခိုက်ဒဏ်ရာရထားတဲ့လက်ကလေးပဲဖြစ်ပါတယ်အနားလောက်ကြာတဲ့အခါမှာတော့အကုန်လုံးပြီးစီးသွားပါပြီပြန်ပါပြီဒီနေ့ဗီဒီယိုမှာတော့ကျမက original အသက်တွေအကုန်လုံးပဲထည့်ထားပါတယ်ကြည့်ရှုပေးတဲ့ရောက်ချီစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံပါမယ်နော်